အဲ့ဒီ Aries sign တွေမှာအပိုင်း3ပိုင်းခွဲခြားထားတယ်အဲ့ဒီအပိုင်း3ပိုင်းက What does it mean? ဒီနေ့ပထမဆုံးရာသီကွင်းဖြစ်တဲ့ပထမဆုံး sign ဖြစ်တဲ့ Aries ကနေပြီးတော့စပြီးတော့မှပြောပြပေးသွားပါမယ်တခြားရာသီကွင်းလေးတွေကကြတော့နောက်နေ့တွေမှာအမှပြောပြပေးသွားမယ်ပေါ့နော်ဒီနေ့ကတော့အမှ Aries cup လေးတွေရဲ့အကြောင်းကိုလာပြောပါမယ်ပုံမှန်အဖြစ် Aries လေးတွေက March 21ကနေပြီးတော့မှ April 20ရက်ဒီအဲ့ဂျာကလာအတွက်မွေးဖွားတဲ့သူလေးတွေက Aries sign လေးတွေပေါ့နော်အပိုင်း3ပိုင်းကွဲသွားတာနဲ့သူတို့ရဲ့စိတ်နေသဘောထားလေးတွေအနေထား character လေးတွေပေါ့နော်အပြုအမူလေးတွေကကွဲပြားသွားတယ်ကိုကဘယ်ထဲမှာပါလဲဆိုတာသိချင်တယ်ဆိုလို့ရှိရင်တော့အမဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပြီနော်ပထမဆုံးအပိုင်း1 March 19ကနေပြီးတော့မှ March 23အဲ့ဒီဂျာကလာတွေမွေးဖွားတဲ့သူလေးတွေကသူတို့ကရှင်သန်ခြင်းနမိတ်ဖွားလေးတွေဖြစ်ပါတယ်သူတို့ရဲ့ character လေးတွေက Pisces ရဲ့စိတ်ကူးရင်ဆန္ဒလေးတွေတနာကျင်နာတတ်တာလေးတွေနဲ့ Aries ရဲ့တက်ကြွပြတ်သားတဲ့ character အဲ့ဒီနှစ်မျိုးကိုပေါင်းစပ်ထားတာဖြစ်ပါတယ်သူတို့လေးတွေရဲ့အားသာတဲ့အချက်ကတော့ Pisces လေးတွေကစိတ်ကူးရင်ဆန်တယ်လို့အများသိကြတယ်ပေါ့နော်သူတို့လေးတွေကကြတော့စိတ်ကူးရင်ဆန်ယုံနေမကပဲနဲ့အဲ့ဒီစိတ်ကူးကိုလက်တွေ့အကောင့်ထွဲဖော်နိုင်စွမ်းရှိတယ်သူတစ်ပါးရဲ့ခံစားချက်ကိုလည်းနားလည်သလိုကိုယ့်ကိုယ်လည်းယုံကြည်မှုအပြည့်ရှိပါတယ်အားနည်းချက်ကတော့တခါတလေစိတ်လှုပ်ရှားလွယ်ပြီးတော့မှဒေါသထွက်တာတွေဝမ်းနေတာရောထွေးနေတတ်ကြပါတယ်နံပါတ်2 March 24ကနေပြီးတော့မှ April 15ရက်နေ့ဝေးတဲ့သူလေးတွေကဘယ်ဆိုင်ထဲမှာမရောတဲ့ Aries စစ်ကြီးတွေပါတက်ကြတာစိတ်ညံတာတွေကပုံမအားကောင်းတဲ့သူလေးတွေဖြစ်ပါတယ် Aries စစ်ကြီးတွေကတော့ဒီ cup အပိုင်းမှာပြောစရာအများကြီးမရှိပါဘူးသူတို့က Aries စစ်တွေဖြစ်တာကြောင့်မလို့အမှားပြောထားတဲ့ဒီ Aries character လေးမှာဝင်ပြီးတော့မှပြန်ကြည့်သွားပေါ့နော်နံပါတ်3 April 16ကနေပြီးတော့ April 22ပေါ့နော် Aries Taurus cup လေးတွေပေါ့နော်စွမ်းထက်တဲ့နယ်နိမိတ်ဘွားလေးတွေဖြစ်ပါတယ် character အနေနဲ့ကတော့ Aries ရဲ့ရဲရင်နာတွေဥဆောင်နိုင်စွမ်းရှိတာတွေနဲ့ Taurus ရဲ့ထင်ငိမ့်နဲ့လက်တွေ့ကြတာတွေနဲ့အဲ့ဒီနှစ်မျိုးပေါင်းစပ်ထားပါတယ်အထူးခြားတဲ့အချက်ကတော့ဩဇာအာဏာရှိတဲ့ခေါင်းဆောင်ကောင်းတွေဖြစ်တတ်ကြပါတယ်အောင်မြင်စဉ်နဲ့စိတ်ရှိသလိုအဲ့ဒီအောင်မြင်မှုကိုထိမ့်သိမ်းထားနိုင်တဲ့သူလေးလည်းဖြစ်ပါတယ်အားနည်းချက်ကတော့အရန်ကိုခေါင်းလာပြီးတော့သူတစ်ပါးရဲ့အကြံဉာဏ်ကိုလက်ခံမှုခဲရင်တတ်တဲ့သူလေးတွေပါကဲအမဒီနေ့ပြောပြပေးသွားတာတော့ဒီ Aries sign လေးတွေရဲ့ cup အကြောင်းလေးဖြစ်ပါတယ်နေ့လိုက်ပေါ့နော်အပိုင်းလေးတွေကွဲသွားပြီးတော့သူတို့ရဲ့စိတ်နေသဘောထားလေးတွေ character လေးတွေကနည်းငယ်ကွဲပြားသွားတတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးတခြားရာသီခွင်လေးတွေရဲ့cup အကြောင်းလေးတွေသိကျင်သေးရဆိုလို့ရှိရင်တော့အမကို like and share follow လေးတွေလုပ်သွားဖို့မမေ့နဲ့နော်